ကျမရဲ့ခုခုကျွန်း vlog part 3 episode 3ရောနော်ကနေပြန်နေကြိုဆိုပါရစေဒါကတော့နောက်နေ့မနေ့နိုးလာချိန်မှာမြင်ရတဲ့မြင်ကွင်းတွေပါရာသီဥတုအတော်သားရပါတယ်ဒါကတော့ဟိုတယ်ကမနက်စာစားနေချိန်ပေါ့နော်မနက်စာစားပြီးတာနဲ့အပြင်သွားဖို့ထွက်လာခဲ့ပါတယ်ကိုဗစ်အချိန်ဖြစ်နေတဲ့အတွက် mask တွေကတော့တက်နေရတော့မယ်ပေါ့နော်ကျုံးပေါ်မှာတညာနဲ့တညာသွားချင်တယ်ဆိုလို့ရှိရင်ဘက်ထရီဘီးလေးတွေစီးလို့ရပါတယ်ဒီမှာကအပြင်ကကားတွေတိတ်ပြီးတော့မရှိဘူးပေါ့နော်များသောအားဖြင့်ဒီလိုမျိုး light track လိုကားတွေပဲတွေ့ပါတယ်လမ်းတွေကလည်းကျင်းတယ်ပေါ့နော်တောင်တက်တောင်ဆင်းတွေများတဲ့အတွက်မော်တော်ဆိုင်ကယ်ကောင်းကောင်းစီးတတ်သူဆိုရင်တော့ပိုကောင်းတာပေါ့နော်ဒါကတော့လမ်းမှာတွေ့ရတဲ့မြင်ကွင်းတွေပါကတော့ Cloud ချောင်းဆိုတဲ့ရေတံခွန်ရှိတဲ့နေရာလေးပါသူကအထဲကိုတော့ trekking အနေနဲ့နည်းနည်းဝင်ရပါတယ်အမှန်ကဒီကျုံးရအကြီးပါအဲဒါကြောင့်တနေရာနဲ့တနေရာသွားချင်လို့ရှိရင်ခုနလိုမျိုး battery ပြီးစီရတာပေါ့နော်ဒါကရေတံခွန်ဝင်သွားပါကဲဒီမှာရေတံခွန်နေရာလေးရောက်ပါပြီရှင့်ဒီမှာရေစင်းကူလို့ရပါတယ်ဒါပေမဲ့ကျမတို့ရောက်သွားတဲ့အချိန်ကမနက်အစောပိုင်းဖြစ်နေတဲ့အတွက်ဆောင်းတွင်းနဲ့ဆောင်းတွင်းဖြစ်နေတော့ကျမကတော့အေးလို့စီရောရေအစင်မကူဖြစ်ပါဘူးဒီတိုင်းပဲရှုခင်းနေလိုက်ကြည့်ပြီးတော့ပဲနေခဲ့ပါတယ်မနေ့အစောပိုင်းရောက်သွားလို့လားတော့မသိဘူးပေါ့နော်ဒီမှာလူသိမ့်မရှိပါဘူးကိုဗစ်အချိန်ဖြစ်နေလို့လည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ကျုံးပေါ်မှာလူဧည့်သည်တွေတိတ်ပြီးတော့မတွေ့ခဲ့ပါဘူးကျမသွားတဲ့အချိန်ကအဲ့တုန်းကအလုပ်လည်းမရှိတဲ့အချိန်ဆိုတော့ပေါ့နော်အဲ့တော့ဂျားရက်တွေသွားပြလို့လည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ပိတ်ရက်ဆိုလို့ရှိရင်တော့လူများကောင်းများနိုင်တာပေါ့နော်ကျမကျွန်းမှာနေခဲ့တဲ့အချိန်တစ်လျှောက်လုံးမှာတော့လူအများကြီးမတွေ့ခဲ့ဘူးပေါ့နော်ဒါကစမ်းရည်ထဲမှာအကောင်လေးတွေပေါက်နေရတွေ့လို့ပါဘာကောင်လေးတော့မသိဘူးပေါ့နော်ဒါကတော့နှစ်ပိုင်းလေးတစ်ဖြက်ပြလိုက်တာပါရှင်အဆုံးထိကြည့်ရှုပေးတာကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်